မီလောပါကျွန်တော် MFDM နံကိုအားပေးဆောင်မြနေတဲ့ညီကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေကျွန်တော်ဒီနေ့မှာတောက်ကြနေ့အတွက်ဘောလုံးပွဲတွေကိုခံမှန်းပေးသွားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြနေ့အယူအဆအတိုင်းဘာတွေတွေးသွားမလဲကျွန်တော်ခြေလက်ခင်နေဆိုရင်ဗီဒီယိုကိုအဆုံးထိကြည့်သွားလို့ရပါတယ်ဗျာနော် brother โอเคပါအဲ့တော့ကျွန်တော်တို့မနေ့က MFDM Telegram channel ပေါ့နော် MFDM မတရားမီတစ်ဆိုမှာတပွဲကောင်း brother တို့အဆင်ပြေမယ်ထင်တယ်ဗါလဲရှာရောရိုဘာဘော်ဒီပေးခဲ့ပါလားအဲ့တော့ကျွန်တော် Ali Bet ကလည်းအိုက်ပွဲပဲပေးခဲ့တာပါတပွဲကောင်းဒါပေမဲ့ Ali Bet ဟိုတပွဲကောင်းအနေနဲ့ပေးခဲ့တာပေါ့နော် Ali Bet ကတော့ကျွန်တော်ဂလာတာဆေးကိုပေါင်းအပေါ်ကျသွားပါတယ်ဗျာနော်အဲ့တော့မောင်းက3သင်းမောင်း2ရက်ဆက်ပေါက်တယ်ပေါ့နော် brother နော်3သင်းမောင်းပေါက်ပါတယ်အဲ့တော့မောင်းတွဲယူမယ်ဆိုရင်ကျွန်တော် Telegram channel မှာပဲ join ထားပေးပါဗျာနော်အဲ့မှာမောင်းတွဲတွေပင်ထောက်ပေးထားပါတယ်ဗျာနော်မောင်းတွဲကကျွန်တော်တို့ Battle Volley Shutter တို့နဲ့9အောင်နဲ့ Second Teacher 9အောင်ပေါ့နော် Okay ပါအဲ့တော့ရလက်လေးဒါတွေပါပဲနောက်တော့ဘာရှိအောင်မလဲတကယ်လို့ကြံနေခဲ့ရင်လည်းပြောလို့ရပါတယ်ဒါပေမဲ့မနေ့ကပတ်ကန်လိုက်လို့တော်သေးတယ်ဆိုတဲ့ brother ကိုလည်းကျေးဇူးတင်ပါတယ်နော်အကြိုက်မတွင်ပတ်ကန်လိုက်ပါ AC Milan ဩ VIP တပွဲကကျွန်တော် AC Milan ကြားတယ်လေ brother နော် VIP တပွဲက AC Milan ကြားတယ်နောက်တစ်ပွဲကကျွန်တော်တို့ Sparta Brass Body အဆင်ပြေလေနော်ဟုတ်ကဲ့ပါကဲတကယ်လို့ကြံနေခဲ့တယ်အမားလေးတွေများကြံနေခဲ့ရင်လည်းဒါပြောပြလို့ရပါတယ်မနေ့ကကျွန်တော်က Man City ဟို Brentford Body ပေါ့နော် Telegram မှာတပွဲပေးသေးတယ် Newcastle 9ပေါ်နဲ့Brentford Body ပေးတာမှားတဲ့ကြောင့်ဝင်မခံဘူးပေါ့နော်โอเคပါမှားတာလည်းရှိမှာပါမှားတဲ့အတွက်ဝင်ခံပါတယ်နော်ကျွန်တော်ကြံနေခဲ့တယ်ဆိုရင်လည်းဘာရှင်လာပြောလို့လည်းရပါတယ်မကျင်တဲ့တာချင်းနော်โอเคဒါဆိုကျွန်တော်စလိုက်အောင်ကြံအောင်မယ်ဗျစကားလေးကကြံနေအောင်မှာအများနဲ့လိုရတာဆိုပင်မနေ brother အသိလား brother တို့အများနဲ့လုပ်ဘူးရင်သိမှာပါနော်တယောက်တစ်မျိုးတွေရှင်းပြရတယ်โอเคပါအဲ့တော့ brother VIP ဝင်မယ်ဆိုရင်အကောင့်ဖွင့်အားပေးတာနဲ့တနေ့သာလက်တွဲခင်ရမှာပါနော်Ali Bet ကတော့ကျွန်တော်တတုပ်ခေါ်အောင်ပါဗောနော်ဒီဘက်အခု18 19 20ထိလက်ခံပေးလို့ရတယ်30ရက်နေ့ထိတတုပ်ဗောနော်အဲ့တော့ Telegram ကတော့တပွဲကောင်းတွေပေးမယ်မောင်းတွဲတွေပေးမယ် Okay နော် brother နောက်ဆိုပြည့်စုံမယ်ထင်ပါတယ်ကျွန်တော်တို့စလိုက်အောင်အဲ့ဒီကြေးလေးကိုယင်ကြည့်အောင်မယ်နော်မနေ့ကကျွန်တော်က AC Milan ကိုပေးတယ်ဆိုတာကကျွန်တော်တို့အင်တာကိုကြိုက်လို့ဒါမနေ့ကလည်းတစ်ခါပြောပြီးသားနော် brother အင်တာမီလန်ကိုကြိုက်တဲ့အတွက်ကြေးပေးတဲ့အတင်းကိုဘက်ကန်ပဲလို့ကျွန်တော်ပြောစတင်ချင်းမှာနာပိုလီကပေးတယ် AC ကိုဘက်ကန်လို့ရညနေကြီးတော့ AC ကပေးတယ်နာပိုလီကိုပြန်ဘက်ကန်လို့ရအဲ့မှာကျွန်တော်ကကြေးပြောင်းနောက်ကိုလိုက်ခဲ့တာပါနော် brother နော်ကြေးပြောင်းနာပိုလီကစပေးလို့ AC မီလန်ရောက်လို့ကျွန်တော် AC မီလန်ကိုလိုက်တာအတိုင်းပဲအဲ့တော့ကျွန်တော်တို့ပုံမှန်က AC မီလန်ကြေးပေးတယ်လို့ brother စရမှာတွက်လိုက်ရင်နာပိုလီကိုဘက်ကန်လိုက်ရင် AC ဖြစ်နေပြီဘာကြောင့်လဲအင်တာကိုကြိုက်လို့မနေ့ကမှကျွန်တော်ခါပြောပြီးသားမနော်โอเคဒါဆိုအင်တာရဲ့ပွဲကိုအရင်သုံးသက်လိုက်အောင်ဒီဘက်ကြီးအောင့်နေလို့ဗျာအေးပက်လို့လားနေလို့မကောင်းဖြစ်နေစကားကြီးကောင်းကောင်းမပြောနိုင်အေးပြက်လို့ထင်နေဗျာနော်စိတ်ဖိစီးဘူးလားမသိတယောက်တစ်မျိုးကြီးနောက်ပိုင်းကျတော့ကျွန်တော်စိတ်မရှိတော့โอเคပါခဏလေးပါကျွန်တော်ကြည့်လိုက်မနော်လက်ရှိဈေးကတစ်လုံး38သုံးလုံး80နဲ့ဘောကြီးနည်းနည်းလေးတောင်ကြာကျင်လားတစ်လုံး90တောင်ဖြစ်သွားတစ်လုံး20မနေ့ကကျွန်တော်ကြည့်တာတစ်လုံး20ကျော်လေးပဲပေါ့နော်သုံးလုံး90နောက်ဆို1 2လောက်ပေးချင်တာပေါ့အခုတစ်လုံး30နဲ့တာသုံးလုံး80နဲ့ဆိုရင် formula ရှိတယ်တစ်လုံး30မဟုတ်တစ်လုံး20ဆိုပိုကြိုက်တာပေါ့နော် Z2 ပေါ့နော် formula ရှိတယ်တစ်လုံး30နဲ့သုံးလုံး80 brother အခုသူပေးနေတဲ့ Z2 တကယ်သွားမလားမနေ့က AC Milan ထည့်ကြီးပေးတယ်လို့တွက်ရင်တော့မအောင်ဘူးဆိုရင်တော့အောင်ပေးလို့ရတာပေါ့တော့ကျွန်တော်အများကြီးလည်းပြောစရာမရှိပါဘူးဒါပွင့်လည်းပြောဘကီဆွဲကတ်ရင်တော့တေလောက်ပဲကြောက်ရတယ်မနေ့က AC Milan ကဗျာဟိုအရင်မနေ့ကဖလားရထားတော့ကျွန်တော်တေလောက်တော့ထိမ့်မယ်ထင်ခဲ့တာ1-1လောက်ပေါ့နော်ဒါယူလေးပဲတွေးခဲ့တာပေါ့နော်အင်တာကလည်းဒုတိယနဲ့ဂျင်းနဲ့ထားလို့ဒီနေ့မှတကယ်လုံနိုင်တယ်ဘာပဲပြောသူပွဲစဉ်မိနစ်90အတွင်းမှာအနိုင်ရသွားမလားသူကကြေးလိန်ပြီးမှအချိန်ပိုရောက်မှဟိုဒီအုပ်သွားမလားပေါ့နော်အဲ့တော့ကျွန်တော်ကတော့ပေးလာတဲ့ဈေးကွက်အတိုင်းပဲဆိုရင်မနေ့က BD နိုးလဲဖြစ်ထားလို့ဘလော့နာတကိုးလဲရကောင်းရနိုင်ကြတော့ရှိတယ်ကိုအောင်စေးရဒါပေမဲ့အနေများလို့ကျွန်တော် inner body ပဲရွေးပေးပါမယ်နော်အဲ့ဒါဖလားရအောင်
ဘလူးဝဲဒီသွားမယ်လို့ကျွန်တော်ယူဆထားတယ်ပေါ့နောက်တစ်ချက်ကနော်ဈေးကွက်လေးကလည်းလှလို့ပါနော်โอเคအဲ့တော့ interval 1 2 z2 လောက်ခံမှန်းပါတယ်ဗျနော်ကိုပေါင်းတော့ရှောင်းလိုက်မယ်ဗျโอเคနောက်တစ်ပွဲသွားလိုက်မယ်နော် brotherနောက်တစ်ပွဲကျွန်တော်တို့ Valencia နဲ့ Maroc က -80 နှလုံး20 show ထက်ကြီးပေါ်တွေကိုက 1-0 လောက်ပေးနေတာပါဒီကွက်ရနော်အဲ့တော့ -80 မဟုတ်ဘဲနဲ့ -60 80လောက်ထိ -80 မဟုတ်ဘဲနဲ့ -60 80လောက်ထိသွားရင်တော့ Valencia အနေနဲ့များတာပေါ့ -80 ဆိုအောင်နိုင်ပါသေးတယ်1-0လောက်အောင်နိုင်ပါသေးတယ်တစ်ဖက်တင်ကိုရရင် 2-1 ပေါ့ 1-1 မရှိမို့ရှိတယ်ဒါပေမဲ့ဈေးကွက်အတက်ကြပေါ်မူတည်တယ်-90 -100 -80 လောက်ဆိုရင်အောင်ပေးလို့ရတယ် Valencia ကို 1-0 မျိုးနှလုံး20 show နဲ့ဒါဈေးကွက် formula မှတ်ထားပြီပါ-80 နှလုံး20 show ထက်ကြီးဘော်ဒီကို 1-0 ပါအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တို့တွေးလို့ရ Valencia ဘော်ဒီကိုအောက်တွေးလို့ရတာပေါ့ brother နော်โอเคဒါပေမဲ့ကျွန်တော်ဒီနေ့မှာကစုစုပေါင်းကျွန်တော် cross တွေးရတော့မယ်ဗျဒီနေ့ပွဲလေးကိုကျွန်တော်တစ်ချက်ကြည့်မယ်နော်ဘေးပွဲလေးတွေကတေကျသွားနိုင်လေဥပမာကျွန်တော်တို့ဒီမှာ Valencia နဲ့ Maroc ကရှိမယ်ဘလိုနာအင်တာကတော့ကျွန်တော်အင်တာဘော်ဒီပေးပြီးသွားတယ်အထက်ကြီးဖြစ်သွားပြီနော်ဒေါမွန်နဲ့ဂလာဘက်ရှိမယ်ဆွမ်စီနဲ့ Reham နဲ့ရှိမယ်အီဗာနဲ့ဘလာဒိုကစပိန်လာလီက2ဆိုတော့မထည့်တော့ဘူးဗျာနော်အဲ့တော့ချန်ပီယံရှစ်ကဆွမ်စီနဲ့ Reham ထည့်မယ်ဒေါမွန်ဂလာဘက်ကြည့်မယ် Valencia နဲ့ Maroc ကကြည့်မယ်โอเคအဲ့တော့ဈေးကွက်အရာ Valencia နဲ့ Maroc က-90 နှလုံး20 30ရှုံးဆိုတာထက်ကြီးဘော်ဒီက 1-0 မျိုးဆွမ်စီနဲ့ Reham အင်္ဂလန်ချန်ပီယံရှစ်က-90 နှလုံး60ရှုံးဆို1-1 မျိုးဘလိုနာနဲ့အင်တာတစ်လုံး30 3လုံး90ဆို1-2လောက်ပေးလို့လည်းရတယ်ညနေဈေးကွက်3လုံး80တော့ Z2 လောက်ပေးလေရတယ်အင်တာမီလန်အနိုင်ပဲကြိုက်တယ်ဒါကတော့ဈေးကွက်ရပါအဲ့တော့ Valencia ပွဲကိုတော့ကျွန်တော်တို့အင်တာမီလန်ကတကယ်လို့ဂိုးကောင်းလဲပေါ်ခြင်းလဲပေါ်မယ်မနေ့ကမပေါ်ထားဘူးဆိုရင်ဂိုးပေါ်နဲ့အင်တာမီလန်တစ်ခုမိမယ်လို့တွေးလို့ရပြီအဲ့တော့ကျွန်တော် body ပဲယူထားတယ် Valencia နဲ့ Maroc က-90 နဲ့နှလုံး20ဆိုထက်ကြီး body ဂိုးအောက်မလို့ကျွန်တော်က Maroc က body နဲ့ဂိုးအောက်တွဲခြင်းတယ်အင်တာမီလန်ကိုလည်းထက်ကြီးယူထားလို့ပါโอเคနော် brother ပြီးရင်အချင်းချုံးပြီမယ်နော်ဒေါမွန်ဂလာဘက်တစ်လုံး30ရှုံး3လုံး20ရှုံးအဲ့ဒါဇုံပေါ်တစ်ခုတော့ပေးလို့ရတယ်ဈေးကွက်လေးတစ်ချက်ကြည့်လိုက်မယ်အတက်ကြလေး brother နော်ဒေါမွန်ကပြည်သစ်လူကမရှိဘူးဗျတောက်ကြနေမှာဒေါမွန်ပေါ်သွားနိုင်လားပေါ့တွေးရမယ်နော် brother ကိုးပေါင်းလေအဲ့တော့တစ်လုံး30ရှုံး3လုံး20ရတယ်အခုတစ်လုံးတရေ3လုံး20ရှုံးဆိုဘော်ဒီဈေးတော့နည်းနည်းကျလာတယ် brother သိလားဇုံနည်းနည်းတော့ကျကျင်တယ်ကိုပေါင်းကโอเคနောက်ဆုံးကတစ်လုံးရှုံးအောင်ပေးခဲ့တာအခုတစ်လုံးတည်ပြော့တယ်ဗျတော့မနော်โอเคအဲ့တော့ကျွန်တော်လောလောဆယ်တော့ဂလာဘက်ကိုကြိုက်တယ်ဆွမ်စီနဲ့ Reham -90 နှလုံး90ဆိုရင် Reham body ကြိုက်တယ်ဒါမှမဟုတ်ကိုအောက်ကြိုက်တယ်โอเคအဲ့တော့ဒါလေးကိုကျွန်တော်တို့အချင်းချုံးလိုက်အောင်စပြီနော် brother နော်တွေးပြီနော်ဒါဈေးကွက်ရရင်ဆုံးအကြိုက်တွေကိုဆက်လက်လုပ်ပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့စပြီးတွေးလိုက်အောင်အဲ့တော့ကျွန်တော်ကဒီနေ့မှာအဲ့ဒီ Leaf ကနောက်ဆုံးပွဲနောက်ဆုံးအသင်းပေါ့နော်နောက်ဆုံးအသင်းကိုကျွန်တော်အရင်ကြည့်ချင်တယ်ဟုတ်ပြီနော် brother โอเคအဲ့တော့စပိန်လာလီဂါကိုအရင်သွားလိုက်မယ်နောက်ဆုံးပေးတဲ့ပွဲကဘာပွဲဖြစ်မလဲစပိန်လာလီဂါကဘလက်ကာနိုနဲ့ Real Betis CCB ထားတယ် round 60မှာ round 70စပြီအဲ့တော့တေချာပေါက် CCB မကြောက်ဘူးတွေးလို့ရပြီနော်အဲ့တော့ကျွန်တော်တို့ Valencia နဲ့ Maroc က half time 0.5 over ရိုက်လို့ရမယ်15မိနစ်လောက်ဆိုရင် level ရှုံးအပြည့်ရပြီနိုင်ရက်လို့ရတယ်မနိုင်ဘူးဆိုရင် full time ရိုက်လို့ရတယ်မိနစ်90ကျော်မှာ over 70 theory နဲ့ပေါင်းပြီးတော့ 1cc1 ပေးလို့ရအဲ့တော့ तू ပေးချင်တာ Valencia တကယ် 1c ပေးသွားမလားတွေးလို့တော့ရတယ်ဟုတ်ပါလားနော်ဘာကြောင့်လဲ Betis ကလည်းအောက်ချီကိုဖြစ်ထားလို့လေအဲ့နဲ့တော့ကျွန်တော် Betis ကိုအောက်ပေးခဲ့တာဗောနော်ဒီနေ့ကပေါ်သွားမလားနည်းနည်းတော့တွေးလို့တော့ရတာဗောโอเคဒါပေမဲ့ဈေးကွက်အရာကအထက်ကြီးဘော်တွေကိုအောက်ဖြစ်နေဒါပေမဲ့ကျွန်တော်ခုလိုမျိုး -80 ကနေ -90 လောက်ထိနည်းနည်းသွားခြင်းနေတယ်ဆိုရင်ကျွန်တော်လဲတော့တရေလောက်သွားမယ်ထင်တယ် brother ကျွန်တော်မာရော့ကဘော်ဒီရွေးပေးမယ်ဗျာနော်ကိုပေါင်းကအနေများတယ်ဆိုတော့ Betis အောက်ထားလို့ကျွန်တော်က 1c လောက်ကြိုက်တာဒါပေမဲ့ Betis အောက်ထားလို့ပေါ်ခြင်းလဲပေါ်သွားနိုင်တယ်ဒါမှမဟုတ် 1-1 လောက်ရိုက်ခတ်နိုင်တယ် BJ no မပါထားလို့ BJ yes နဲ့ပထမဦးဆုံး round 70ရဲ့ပထမဦးဆုံးပွဲလေးဖြစ်နေလို့ပုံမှန်ကတော့ 1c လောက်ပေးချင်တာမှန်တယ်ဈေးကွက်နည်းနည်းပျော့သွားမယ်ထင်တယ် -80 ကနေပါ -90 လောက်သွားလိမ့်မယ်မချင်ရမသေးကြဘူး 1h လောက်ပေးချင်တာမလို့ 1c 1-1 လောက်သွားနိုင်ပါတယ်တရေတစ်ပေါက်ပဲ
ကြိုက်တယ်ဒီနေ့ည၄ပွဲရလဲတေးတပွဲပါနိုင်မှာလဲဒေါ်မွန်ပါမလားအင်တာပါမလားဗလင်စီယာပါမလားအဲဒီဆွမ်စီပွဲပါမလားပေါ့နော်โอเคအဲ့တော့ကျွန်တော်မာရော့ကာဘော်ဒီရွေးပေးလိုက်ပါပြီဘာသာနှစ်ပွဲရှိသွားတယ်နော်မာရော့ကာဘော်ဒီရယ်အင်တာမီလန်ဘော်ဒီရယ်နောက်ပြီးတော့ကျွန်တော်ဒေါ်မွန်ပွဲကိုကြည့်ကြည့်အောင်နော်ဂျာမန်ဘူဒယ်လီဂါဘာထူးခြားတာရှိမလဲနောက်ဆုံးပေးခဲ့တယ်ပဲစတူကတ်ဇီဖိုးနဲ့ဇုံပြီးထားတယ်ဒေါ်မွန်ဘီဒက်စနိုးလည်းပြီးထားတော့ဒေါ်မွန်ပေးမအောင်လဲရတယ်ကိုပေါင်းစီကတော့တောက်ကြသီအိုရီကအပေါ်ကတော့မွေးကောင်ဆိုတော့လိုက်ချင်တယ်လိုက်ပေါ့ကိုပေါ်อ่ะအဲ့တော့ကျွန်တော်လက်ရှိမှာဒေါ်မွန်နိုင်ရင်တော့နှလုံးမပြတ်ဘူးလို့ထင်နေဗျာနော်ဘီဒက်ယက်စ်ကိုတွားနိုင်လို့စတူကတ်ကဇီဖိုးနဲ့ပြီးထားလို့အဲ့တော့ကျွန်တော်ဒီဘက်မှာမူချင်ကလာဘက်တကူလောက်ရနိုင်ကြရှိတယ်အဲဒါဆိုအဲ့လိုမူချင်ကလာဘက်တကူရရင်ဒေါ်မွန်3ကိုပြတ်မှကြေးအောင်မှာ3-1မှာစုံပေါ်ဆိုတော့အဲ့ဒီများတယ်လို့ထင်တယ်ကျွန်တော်မူချင်ကလာဘက်ပေါ်ကြီးရွေးချယ်ပေးပါတယ်ဒေါ်မွန်နိုင်လဲတလုံးလို့ယူဆပါတယ်ဗောနော်โอเคပါအဲ့တော့အင်နာဘော်ရီရဲ့အထက်ကြီးပေါ့နော်ဒေါ်မွန်ကမူချင်ကလာဘက်ဆိုအောက်ကြီးဖြစ်သွားမယ်မာရော့ကလည်းအောက်ကြီးဖြစ်နေတယ်โอเคနောက်တစ်ပွဲကကျွန်တော်ဆွမ်စီနဲ့ဝရဟန်ကိုသွားမယ်နော်အင်္ဂလန်ချန်ပီယံရှစ်ကသူ့တွေ့ဆုံမှုတစ်ချက်ကြည့်ပေးမယ်နော်ခဏလေးပါအင်္ဂလန်ချန်ပီယံရှစ်ကိုသွားကြည့်အောင်နောက်ဆုံးပေးတဲ့ပွဲကရှက်ဖီးနဲ့ဒါဘီနဲ့Z3 ဇုံပေါ်ပေးထားတဲ့အတွက်တေချာဘော့ brother Wrexham နဲ့ကိုအောက်ကဈေးကွက်အတိုင်းပဲလိုက်လို့ရပါတယ်ကျွန်တော် Wrexham body ဒါမှမဟုတ်ကိုအောက်ပေါ့နော်ကိုအောက်ရွေးချယ်ပေးလိုက်ပါမယ်အဲ့တော့၄သင်းပေါင်းမှာโอเคနေသိမကောင်းဘူးဗျာစကားပြောရတာဒီမဲ့ဒီအောက်နေလို့ဘလုံးမထင်ပါနော်အေးပတ်လို့နေမှာပါနှလုံးရောကတော့မရှိတော့ပေါ့တိတ်တော့ပင်ပန်းနေပြီလူအောင်1600ရှိရလေနေတာတူပါအေးမိုးရတာလို့စာရီပြန်ပြီးတော့လေမပြန်ရင်စိတ်ဆိုးတာလို့လေသူတို့တို့ပူလောင်ရတယ် brother တို့အတွက်ပေါ့နော်ကျွန်တော်စင်နာထားပြီးကြိုးစားပေးပါမယ်အဲ့တော့အဆင်ပြေသေးချင်နေတယ်ဒီနေ့လေ open ချင်တယ်မကြိုက်ရင်တော့ဘက်ကံပါနော် brother နော်ဘလိုပဲပြောဘလိုပဲဝေဖန်ကျွန်တော်အကြိုက်တူမှာပါကစားပေးပါအပိတော့ချင်းတဲ့ကျေးဇူးရနေပါတယ် final slash လုံးလိုက်မယ်ဆိုရင်ကျွန်တော် Inabori Western go out ဝရဟန်ပေါ့နော်ချန်ပီယံရှစ်ကပွဲပေါ့ go out ပြီးလို့ရှိရင် Inabori Western go out ရဲ့တော့ဘက်ကံလိုက်ပေါ့နော်ငိုချန်ကလာဖက်ဖို့ပြီးရင်မာရော့ကဘော်ဒီနည်းနည်းလေး risk တော့များမယ်ထင်တယ်ကြိုက်တယ်ယူပေါ့ဗျာနော်ကျွန်တော် go out ကကြိုက်တယ်ဒါပေမဲ့နည်းနည်းလေးဘတ်တစ်ပွဲအောက်ထားလို့နည်းနည်းစိတ်ပူတော့ဗောနော်လဲမှာကြောက်လို့ okay အဲ့တော့ goal body တော့တပွဲမှမပါဘူးပေးပါတော့ပါမှာပဲပေးကောင်းပါမလဲမသိဘူးတပွဲတော့ပါနိုင်တယ်နော် goal ဘောင်းကကျွန်တော်တော့ goal အောက်နဲ့ body အောက်နဲ့ထက်ကြီးနဲ့မျှရွေးလိုက်တယ်နော် brother okay ပါဒါကျွန်တော်ဒီညရွေးချယ်မှုပါအားပေးတော့ချင်းကျေးဇူးရမ်းတင်ပါတယ်ကျွန်တော် MFT NM ပါ